Cushion TIA လေးပြပေါ့နော်ဓာတုဘောတင်မဲ့ကောင်က1200 watt inverter ကဲ့ရွယ်900 watt MPPT controller ရဲ့ဒါဒီပေါ်မှာတင်ပါကျွန်တော်တို့ဆိုအခုဆိုဆင်ပြီးသွားပြီပြောလိုက်တော့ဒါဆိုလာနဲ့အားသွင်းတာဖွင့်ပိတ်ပေါ့နော်โอเคဆိုလာ450 watt နဲ့အားသွင်းတာခဏပဲသွင်းတာ MPPT controller နဲ့ဒီဒါလေးက MPPT controller ပဲ MPPT controller ကနေပြီးတော့ကျွန်တော်တို့အားဝင်နေပါနော်73.4 ampere များတော့ fan လေးနည်းနည်းကျဲတာလေကောဒီမှာ fan လေးပါတယ်ဒီ fan လေးကလဲတယ်โอเคဒါတော့1200 watt နဲ့ဒီမှာဒါဆင်ပြီးတဲ့ပုံကုန်အကြီး TIA နဲ့โอเคဟိုကောင်လည်း fan လဲလာရနော် fan လဲပြီးခဏကြာရင်သူကရက်သွားဒီ heating ကအပူရှိမှ NDC ကပူတော့မှဒီကောင်ကအပူရှိတော့မှလှုပ်ရှိတော့မှဒီကောင် fan ပြန်လဲမှာပေါ့နော်โอเคMPPT controller တိုင်းနည်းနည်းကျဲကောင်းနေရနော်ဖြစ်